to fall in love with me ကျွန်တော်နောက်လိုက်ရပါပြီဘယ်တော့ဖြစ်ကျွန်တော်မန်ယူပဲအားပေးပါတော့မယ်ဗျာဒါ KFC ကကျွန်တော်ခုနမှမှာထားတဲ့ဂျိုးကြတောင်းပန်ဂျိုးကြတောင်းပန်ကြလေဂျိုးကြလေခုနပဲกินလိုက်တာဘက်ရက်ွက်တွေတိတ်ဆိတ်နေပါလားအတန်မထွက်ပါလားဟိုမင်းကြီးတိတ်ဆိတ်နေတဲ့ကဘာကြီးငြိမ်းနေပါလားအတန်နေမထွက်ကြဘူးဘိုးဆလာတပွဲလုံးမှာလူဘူးကြီးတယောက်လိုဖြစ်နေတဲ့ကိစ္စလဲပြမထုတ်ရတဲ့ကိစ္စတွေကိုကျွန်တော်တော်တော်လေးကိုအော်မိတယ်အားလုံးပဲမင်္ဂလာပါမျိုးတို့ရေ Emoge YouTube Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းကMan U fan တွေကလီဗာပူး fan တွေကိုကရုံးတုံးပေးတဲ့ view fan လေးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ဒီထဲမှာ Man U ပရိသတ်တွေပါလို့ရှိရင်ဒီ view fan လေးကိုအဆုံးထိကြည့်စေချင်ပါတယ်လီဗာပူး fan တွေဘယ်တော့တောင်ဒီ1နဲ့ချီခွဲရမလဲဆိုတော့ဒီ view fan လေးမှာမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အတူလိုက်ကြည့်အောင်ရတော့ဂရုံးတော့မှာပါအပေးလူရလည်းအရင်များနေတော့လေဖုန်းနေတဲ့ခဏဆက်တယ်ဂရုံးမတုံးလားဆိုတော့ကျွန်တော်ကိုဂရုံးတော့မှာပဲဖြစ်ပါတယ်ကိုကတော့မှဂရုံးတုံးမဲ့ဆိုင်ကိုရောက်ပါပြီခင်ဗျရောက်ပြီနော်ဂရုံးတုံးမဲ့ကိုကြီးမှာဒါကရုံးတုံးကိုကျုပ်လေးသွားနေတာဖြစ်ပါတယ်နော်အခုဆိုလို့ရှိရင်တော့ customer တွေကလည်းကရုံးမတုံးလားမေးတယ်ဗျာတော့အခုတော့တကယ်တုံးနေရတယ်ဘလို့ရင်ထဲမှာခံစားရတယ်လုတ်ပါအောင်ရပါတယ်နောက်ကကျွန်တော်နောက်လိုက်ရပါပြီဘယ်တော့ဖြစ်ကျွန်တော်မန်ယူပဲအားပေးပါတော့မယ်ဗျာအခုမန်ယူပဲပြောသွားပြီလားမန်ယူပဲပြန်ဖြစ်သွားပြီဟုတ်ပြီဗျာအားပေးပါတော့မယ်ဟုတ်ပြီဗျာကိုတော့ဒီမှာကျွန်တော်စန္ဒဆရာဖြစ်ပါတယ်စန္ဒဆရာဆိုင်ရနော်ဒီတိုင်းခွဲတော့နော်ကောနော်မရအရင်ထူနေတော့မင်းအထူးဆုံးရွေးရတာဒါပြမတော့ဆဲလိုက်တယ်ဟမ်ရတယ်ဒီတော့မပြောင်းတော့ရတယ်ဒီကစမလေးဂျင်းမထိုင်တော့ရဘာတော့ဘာမပြောင်းကြောက်မရဒီရတကယ်ဘာမပြောင်းတော့ဒီလိုကလေးနဲ့ပို့လေးပါဒါသမီးအများကြီးကြောက်ပါရည်လီဗာပူး fan တွေအတွက်မျက်ရည်နှစ်ဆက်ပေါ်လာဘာမှမသိရှိတာကြာကြာတော့ကျွန်မဘယ်နဲ့ကောင်းအိမ်မှာတက်တယ်ကောင်းကဲကောင်းနေတော့ဒါသမီးနဲ့တော့ကွဲနေပြီဒီတော့နော်ကွဲနေပြီကဲကစမလေးစိတ်ကျင်တော့ကဲနော်ဒီသွားဘယ်ကစမလေးပါတိုင်းပြီဒီရောဒီလေကောင်းလို့နေပြီနော်Man U fan တွေရဲ့ဒါအကျော်ဆုံးနေ့လို့ပြောလို့ရမှာဗျာနော်ဘယ်မှာတော့ဒီမှာစပင်းနေအများကြီးမှာကျွန်တော်လက်မာတွေရောအများကြီးပဲတကယ်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုစိုင်းတော်တင်ခဲ့တာပေါ့နော်ဟုတ်ပါတယ်မန်ယူဖန်တွေကကျွန်တော်ရန်တောင်းဆိုနေတဲ့အတွက်ကြောင့်ကျွန်တော်ကလုံးလေးတုံးပေးလိုက်တယ်ပေါ့နော်ပါပြီအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒဲလေးပေး comment လေးရေးပြီးတော့တိုင်းရှင်းလေးနာမည်လုပ်ပြီးတော့အားလုံးတောင်းဆိုပါတယ်နော်အမားပါလို့ရှိရင်လည်းအားလုံးပါတယ်နော်ဘယ်တော့တော့နဲ့မလို့ပါဘူးနော်တိုင်းလည်းမိုင်းပဲအားပေးတော့ပါမယ်အဲ့ဒါမန်ယူဖန်ကျော်ပါပြီဒီနေ့ကမန်ယူဖြစ်သွားပြီနော်ပဝင်းကြီးတိတ်ဆိတ်နေပါလားဟိုဘက်ရက်ွက်တွေတိတ်ဆိတ်နေပါလားအတန်မထွက်ပါလားဟိုဘက်ရက်ွက်ကောင်တွေတိတ်ဆိတ်နေပါလားအတန်မထွက်ပါလားကဲပဝင်းကြီးတိတ်ဆိတ်နေတဲ့ကဘာကြီးငြိမ်းနေပါလားအတန်နေမထွက်ကြဘူးဘာဖြစ်ကြတာတော့ပြောပါတယ်မယုံကြည်ပါနဲ့လို့ဆရာကြီးတွေအာပဲရှိတယ်လီအာပဲရှိတယ်မင်းတို့အာကြီးကဲMan U fan ကနေလီဗာပူး fan ကိုဒါကရုံးတုံးပေးတာပေါ့ဗျာနော်ကဲအမျိုးတို့ကဘယ်သူအားပေးကြမလဲဗျာ comment မှာရေးခဲ့ကြအောင်နော်ဒါ KFC ကကျွန်တော်ခုနမှမှာထားတဲ့ဂျိုးကြတောင်းပန်ကျွန်တော်ဂျိုးကြတောင်းပန်စားပြသွားမှာဖြစ်ပါတယ် Man U fan တွေလေးပေါ်လွှဲနေနော်ဒီမှာနော်ဒီမှာတောင်းပန်နော်ဒီမှာဂျိုးကြတောင်းပန်မြင်လားမသိဘူးမြင်လားတောင်းပန်ဂျိုးကြလေခုနပဲกินလိုက်တာနော်ခုနပဲกินလိုက်တာဂျိုးကြလေဒီမှာတောင်းပန်ဂျိုးကြတောင်းပန်ဂျိုးကြတောင်းပန်နော်ကဲဆွဲပြီဗျာMan U fan တွေရဲ့ဒါဂျိုးကြတောင်းပန်စားကောင်းလားတကယ်ကောနော်တကယ်ကောင်းတူဝမ်းနော်လေတိုက်တာနော်လေတိုက်တာတကယ်ကောင်းလားတူဝမ်းဆရာကြီးပြောနေပြီ To fall in love with me possibility I look like all you need come on ဘာလဲ one kiss is all it takes to fall in love with me possibilities I look like all you need come on Man U fan ပြောနေပြီနော် let's go ရှိုးလိုက်ဦးမင်းဒီနေ့ဝတ်ထားတဲ့အင်ကြီးကိုရှိုးလိုက်ဦးမင်းရလေရှိုးလိုက်ဦးနော်မင်းရလေရှိုးလိုက်ဦးဂျာစီလေးလာရနော်နော်လက်တက်ကြွလန်းဆန်းနေတာလေအနာဘူးစီရီနဲ့တက်ကြွလန်းဆန်းနေတာမင်းရလေ let's go အဖီမာဘာလဲ
တကယ်နောက်တဲ့ပဲ အဲ့လို နော် ကိုလုံးပလိုက်မယ်နော် လေတိုက်တာနော်အားရပါရအောင်လေတိုက်တာ အသင်းတစ်သင်းကိုရိုးရိုးတာမှန်ပဲကြည့်ရတဲ့ဒါပေးတဲ့တယောက်ပါပဲဒါပေမဲ့အဲ့လို လီဗာပူးဖန်ကြီးမျက်ရည်ဝင်းနေနော်လီဗာပူးဖန်ကြီးမျက်ရည်ဝင်းနေ မြင်နေလို့ရှိရင်ညီပြတွေကတော့ပို့ပြီးမြင်မှာပေါ့လေပြီးတော့ကျွန်တော်အမှန်တမ်းဝန်ခံရင်ကျွန်တော်တို့ player တွေအားလုံးကိုကျွန်တော်ချက်ပါတယ်ကျွန်တော်တို့အသင်းကကျွန်တော်တို့ EPL ရအောင်ဆွမ်းဆောင်ပြီးခဲ့ player ချက်ပါတယ်ဒါပေမဲ့ခုနပြောသလို prime time ကကြော်သွားတဲ့ player တွေတော့ချစ်တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းကိုပို့ပြီးဦးစားပေးရမှာဗျာကျွန်တော်တို့အသင်းရဲ့ အောင်မြင်မှုရေရှည်တည်တတ်နေဖို့ဆိုတာအဲ့လိုမျိုးအလဲလဲလှုပ်ရဲရမယ်ဗျာဝိုဆာလာတပွဲလုံးမှာလူပွေးတယောက်လိုဖြစ်နေတဲ့ကိစ္စလဲပြီးပြမထုတ်ရတဲ့ကိစ္စတွေကိုကျွန်တော်တော်တော်လေးကိုအော်မိတယ်ကက်ဘိုဆိုရင်တိုင်နေတောင်းလျှောက်ထိတယ်မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာအဲ့တော့ ကြေကွဲ အဲ့ နေ လိုတို နော် င်ထိပြီးတော့ဂိုးလက်ပိတ်သွားပြီဆိုတဲ့အနေအထားတစ်ခုကို proof လုပ်နေတဲ့တက်သေးပြနေအနေအထားတစ်ခုမှလည်းလူစားလဲရမယ်ဗျာအဲ့တော့ခြေပါကိုကက်ဘိုသွင်းတာမှန်တယ်ဒါပေမဲ့ကျွန်တော်နိုင်သွားတာမဟုတ်ဘူးလေကျွန်တော်ရှုံးသွားတာအဲ့တော့ ချီစာခဏခဏပြောလို့လည်းမသိချီစာတော့ထည့်လိုက်တယ်အဲ့တော့ frame ပေါင်းကိုကျွန်တော်တို့ခေါ်ထားတာ full back ဗျကျွန်တော်တို့က right back မှာကစားဖို့ခေါ်ထားတာဒါပေမဲ့ frame ပေါင်းမူစာ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ဖိုင်လေးကတော့ဒီလောက်ပါပဲ debut ဖိုင်လေးကတော့ main ဖိုင်တွေကလီဗာပူးဖိုင်တွေ main ဖိုင်တွေကအနိုင်ရရှိသွားလို့ဒါလီဗာပူးဖိုင်တွေကို main ဖိုင်တွေကဒါကရုံးတုံးပြီးတဲ့ maternity debut ဖိုင်လေးကိုတိဆက်ပြသပေးသွားဖြစ်ပါတယ်အခုဆိုရင်တော့ main ဖိုင်တွေက line မှာတော်လေးမှာဒီတိုက်နေရကိုတွေ့ရတယ်ဗျကျွန်တော်ရဲ့မျိုးရေးဘယ်အသင်းကိုအားပေးကြလဲဒီဘယ်အသင်းကိုအကြိုက်ဆုံးဖြစ်မလဲဆိုကျွန်တော်ရဲ့ comment မှာမဆက်ရေးပြီးဝေဖန်ကြပြနေမှာဗျအဲ့ဒီလည်းများသူငါချင်းကို like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်သတင်းသစ်တွေရရှိလို့ရင်ထပ်တင်ပေးပါအောင်ဗျဒီနေ့ကတော့လီဗာပူးဖန်တွေရဲ့ဒါအကြည့်ကွဲရဆုံးနေ့တစ်နေ့လို့ပြောလို့ရမယ်လီတိုက်ခင်ရတဲ့နေ့လို့လည်းပြောလို့ရမယ်ဗျဒါ line မှာကလည်းဒီ main fan တွေကတော်လေးမှလီတိုက်နေအောင်တွေ့ရတယ်ပေါ့နော်ဟုတ်ပါကျွန်တော်တို့ fan လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel နဲ့နေ့စဉ်နဲ့အမျှဒီ celebrity သတင်းပေါင်းစုံကိုအမြဲတမ်းတင်ဆက်ပေးမှာမို့ကျွန်တော် channel like comment like subscribe နဲ့ဘေးနဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေကချီနိုင်ကြည့်မှတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်ကြမယ်ကျွန်တော်က emo